အဆင့်3နေရာကိုဝင်ယူရမယ် United အားလုံးပဲမင်္ဂလာပါဗျ Football and Family မှနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ဒီဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဒီဘက်တနင်္ဂနွေနေ့မှာဆိုရင်တော့ပြန် Manchester United အသင်းနဲ့ Crystal Palace တို့ရဲ့ပွဲရှိတယ်ဗျ Manchester United ရဲ့အင်ကွင်းဖြစ်တဲ့ Old Trafford မှာဆိုရင်တော့ Crystal Palace ကိုကျွန်တော်တို့ Manchester United အသင်းဟာဆိုရင်တော့လက်ခံကစားသွားမှာဖြစ်တယ်ခင်ဗျ Manchester United အသင်းဟာဆိုရင်တော့ဒီနေ့ပွဲနိုင်လိုက်တာနဲ့အဆင့်3က Aston Villa ရဲ့နေရာကိုဝင်ယူသွားတော့မှာဖြစ်တယ် Manchester United အသင်းဟာဆိုရင်တော့28ပွဲကစားထားရမှာဆိုရင်တော့ရမှကတော့40နဲ့မှ8မှတ်ထိရရှိထားရဲ့ဗျ Crystal Palace အသင်းဟာဆိုရင်တော့အဆင့်73မှာရပ်တည်နေပြီးတော့28ပွဲကစားထားရမှာဆိုရင်တော့30နဲ့မှ9မှတ်ထိရရှိထားရဲ့ဗျ Manchester United အသင်းနဲ့ Crystal Palace ရဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံတဲ့ပွဲဒီမှာဆိုရင်တော့ဖြင့် Manchester United အသင်းဟာဆိုရင်တော့ဖြင့် 1-2 ဆိုရရလက်နဲ့ Crystal Palace ရဲ့အိမ်ကွင်းမှာနိုင်ရရှိခဲ့ရဲ့ဗျ Crystal Palace ဟာဆိုရင်တော့ Manchester United အသင်းကိုဒုက္ခပေးလေရှိတဲ့အတင်းအတင်းမျိုးလည်းဖြစ်တယ်ခင်ဗျနောက်ဆုံး3ချိန်စတိုက်မှာဆိုရင်တော့ Manchester United အသင်းဟာဆိုရင်တော့တစ်ချိန်နိုင်ထားပြီးတော့ Crystal Palace အသင်းဟာဆိုရင်တစ်ချိန်ပြန်နိုင်ပြီးတော့တရီကိုတော့တစ်ချိန်ကျထားရဲ့ဗျ Manchester United အသင်းနဲ့ Crystal Palace အသင်းတို့ဟာဆိုရင်ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာဆိုရင်တော့ Manchester United အသင်းဟာဆိုရင်တော့18ချိန်ထိနိုင်ပြီးတော့ကျတော့ Crystal Palace က9ချိန်နိုင်ပြီးတော့9ပွဲကိုတော့တရီကျထားရဲ့ဗျ Manchester United အသင်းအနေနဲ့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တော့6ပွဲမှာဆိုရင်သူတို့အသင်းဟာဆိုရင်တော့9ပွဲထိနိုင်ပြီးတော့ကျတော့တပွဲကိုပဲတရီကျထားတဲ့အတွက်ကြောင့် Manchester United အသင်းရဲ့အခုနောက်ပိုင်းမြင့်တက်နေတဲ့စိတ်သက်ပတ်အောင်ဆိုရင်တော့ Crystal Palace အနေနဲ့ဘယ်လိုမျိုးရှင်ပြိုင်ပြီးတော့အနိုင်ယူသွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ဗျ Manchester United အသင်းဟာဆိုရင်တော့ဒီနေ့ပွဲမှာဆိုရင်တော့အဆင့်3ကိုတက်လန်းရမှာဖြစ်တဲ့အတွက်ကြောင့်မဖြစ်မနေကိုပဲ Crystal Palace ကိုကျွန်တော်တို့ရဲ့အိမ်ကွင်းမှာဆိုရင်တော့အနိုင်ကစားဖို့အတွက်လိုအပ်တယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်